ကဲဒီနေ့တော့ဥပဒေကတော့ post တစ်ခုတင်ရလိမ့်မယ်စိတ်ဆိုးခြင်းလဲဆိုးဆဲခြင်းလဲဆဲကြိုက်တာပြောဥပဒေခံမယ်မင်းတို့အတွက်ကောင်းမဲ့အရာမှုလို့ဥပဒေပြောမှာအဲ့တော့အရင်တော့ဥပဒေက post တစ်ခုတင်လို့ရှိရင်စက်သမားတားငယ်လေးတွေဥပဒေရဲ့အမှချိတဲ့ကလေးတက်တစ္ဆကလေးတွေနဲ့တောက်လျှောက်ပြောတယ်ဒီတစ်ခါကျတော့ဥပဒေကစက်သမားတားငယ်ကြီးလို့ပြောတာမဟုတ်နော်စက်သမားညီကိုတွေလို့ပြောတာအဲ့တော့စက်သမားညီကိုတွေမင်းတို့တွေကွာမင်းတို့ကောင်ကြီးယူလာတဲ့ကြက်တွေနော်လေဘဲမှာအံ့နဲ့ကြောကုန်းမှာအံ့နဲ့အတောင်မှာစကားကူးနဲ့အမီးရှာနဲ့အဲ့တော့မင်းတို့ဒီလိုဟာမျိုးတွေမင်းတို့ယူလာတာဥတော့တွေ့တယ်ယူလာပြီးတော့မင်းတို့ပြီးတော့လေဝိုင်းထဲမှာကြီးအလွန်ကြုံအများကြီးတွေတိုက်တယ်အဲ့တော့ဒီလိုစကားကူးတဲ့အချိန်တို့အတောင်တွေကြောကုန်းတွေလေဘင်းတွေမှာအတ်တွေမှာအများကြီးဖြစ်နေတဲ့ရှင်ဒီအချိန်ဆိုရင်ကိုယ့်ရဲ့အသွေးသားအားဓာရီကအကောင်အားလုံးအကိုလုံးကဒီအလုံးနေတဲ့အလုံးအရင်းတွေထဲမှာရောက်နေတာနော်အလုံးအရင်းထဲမှာသွေးတွေအားတွေရောက်နေတာအဲ့ဒီအမွေးလုံးတွေထဲမှာအဲ့လိုဖြစ်တဲ့အခါမှာကိုလက်မအီမသားဖြစ်တယ်ရှိမဆွဲခြင်းလက်မဆွဲခြင်းဖြစ်တယ်အသားဆွဲတယ်နှုံးဤတယ်နှုတ်ပြီးမကိုက်ရှင်ဘူးလက်ဆက်ဆက်မခုတ်ရှင်ဘူးဒီလိုဥပဒေကမကြခဏပြောတယ်အဲ့တော့မင်းတို့ကဒီကြက်တူယူလာပြီးတော့ကြီးအများကြီးနင်းကလွတ်တိုက်တယ်အဲ့တော့မင်းတို့ကြက်သမားကြီးကိုမင်းတို့ဥပဒေစိတ်ဆိုးလဲရတယ်အဲ့တော့မင်းတို့ဒီလိုဟာမျိုးတွေကိုယူလာတိုက်တာတကယ်ပဲမသိလို့လားတိရဲ့နဲ့တိုက်တာလားဟင်တိရဲ့နဲ့တိုက်တာမင်းတို့မမိုက်ကြရမ်းမနဲ့ကွာနော်နောက်တစ်ခါအခုထပ်ပြောမှာကြက်သမားကလေးတို့ပြောမှာဥပဒေကပြောမယ်နောက်တစ်ချိန်ကြက်မှာအတ်တီလေပင်အတ်တီပေါင်အတ်တီကြောကုန်းအတ်တီနော်အတောင်စကားကူးဒီအမီးချတာကြီးဒါတွေရှိလို့ရှိရင်ဝိုင်းထဲကိုတိုက်ဖို့မပြောနဲ့နော်လက်နဲ့တော့သွားမထိမိစေနဲ့လို့ဥတော်နောက်တစ်ချိန်ထပ်ပြောလိုက်ဟဟလားကြက်သမားကြီးကိုလေမင်းတို့ကလည်းဥတော်စိတ်မဆိုးကြနဲ့ဟဟလားနောက်တစ်ခါတော့မလုပ်ကြပါနဲ့ကွာနော်ဥတော်ရှိတဲ့ကြက်သမားကလေးတွေမင်းတို့ကိုဥတော်မကြခဏပြောဘူးလေလောက်သက်တပါလောက်သက်တို့တပါတို့ကြက်မှာဆရာမရှိဘူးလို့ပြောတဲ့ကောင်ဆရာကြတယ်ဆိုတဲ့အခန်းတို့ဥတော်မကြခဏပြောတယ်တချို့လူတွေကလက်ခံတယ်တချို့လူတွေကလက်မခံကြဘူးကြက်မှာဆရာမရှိဘူးလို့ပြောကြတယ်အဲ့တော့မနေ့ကတော့လောက်သက်တပါဆရာကြပုံနဲ့နေပြီးတော့နော်နဘာရကြက်အဖွဲ့ကြီးနဘာရကြက်သမားတွေစော့တွက်လို့လုံးဝမရဘူးနော်မနေ့ကတပါတော်တော်ကြသွားတယ်နော်အဲ့တော့ဆရာကန်းတွေဝင်သွားတယ်အဲ့တော့မနေ့ကကြက်စားတော့ကြက်ကဟိုဘက်ကြက်ကကြီးမာရင်ဒူစီဘာတစ်ခုမှမမှီရဲ့ကြက်ကိုနော်လည်းစိမ့်ပြီးတော့ခုံမဲမိထားတဲ့ကြက်တကောင်နဲ့တော်တော်ရွှဲတဲ့ကြက်တကောင်နော်ဒီလိုသွားပြီးတော့ခံတိုက်ပြတယ်ဘာဖြစ်လို့ခံတိုက်တာတော့ဆိုတော့ဒါလုံသက်တဲ့တဘာဆိုတာကလေးကြီးအဲ့ဒါကိုပြောတာဘာဖြစ်လို့ဆိုတော့နဘာတာအတွက်ဖွဲ့ကိုချော့တွက်လို့မရဘူးမနေ့ကကြက်ကြီးတယ်မြင့်တယ်မာတယ်စီးတယ်ဒုထူပဲတစားမှမမှီရဲ့ကြက်ကိုဘာကြောင့်ဟိုဘက်ကတဘာနဲ့ပညာနဲ့တိုက်တာလဲဆိုတော့တိုက်တာဘောကွာဒီလိုအသားစီးဒီလိုကြီးစီးပြီးအမွေးတကူလုံးအတ်တကူလုံးဖိုးနေတဲ့ကြက်ကအသားကြီးများတဲ့အတွက်အသားဆွဲတော့ဟိုကမိနစ်20အစိတ်ကျော်ရင်ဒီကောင်နှုတ်ပြီးမကိုက်ရှင်ဘူးအသားဆွဲတဲ့အတွက်ကြောင့်ကိုလက်ဤပြီးမလှုပ်ရှင်ဘူးအဲ့ဒီမှာအမွေးလေဘင်းမှာရှိတဲ့အမွေးအတောင်မှာရှိတဲ့အမွေးတစ်ခုခုဘာခုံးပြီးရင်အဲ့ရသူရပေါပေါယူကြမှာဒါဟုဘယ်သူသိလို့နာဘတာအဖွဲဟာတရားကောင်းကောင်းသိတော့အသေးနဲ့ခံပြီးတော့အပိုင်ချပြတယ်ချလိုက်တဲ့ကြီးတော်မှာအများကြီးအဲ့တော့ကလေးတွေမင်းတို့လုတ်တက်တို့တဘာတို့ရှိတဲ့လူတွေနဲ့ကစားမယ်ဆိုရင်တော်တော်ဆင်ခြင်ပြီးမှကစားဖို့လိုတယ်အဲ့တော့တကယ်တမ်းကျတော့ကြက်ဆိုတာနော်တဘာကြတဲ့လူကကြက်ဆက်တဲ့နေရာမှာတာတယ်ဆိုတဲ့အကြောင်းကိုပြောတာအားလုံးပြောခြင်းနဲ့ခြုံငုံပြီးပြောခြင်းတဲ့စကားလုံးကတော့နဘာတာအဖွဲ့ကိုချော့တွက်လို့မရတော့ဘူးလို့ဒါဥဆောင်ပြောခြင်းတာနော်